Death Note series ထဲမှာလိုက်ရာကာမီကိုနတ်ဖျားတစ်ပါးလို့ကိုးကွယ်တဲ့ Teru Mikami ကိုလူတချို့ကသွေးအေးလူသက်သမားလို့မြင်ကြပေမဲ့တကယ်တမ်းမှာတော့သူက trauma အပြည့်နဲ့ကြီးပြင်းလာခဲ့ရသူပါဒီနေ့ဗီဒီယိုထဲမှာတော့ Mikami ရဲ့အကြောင်းအနည်းငယ် analyze လုပ်သွားမှာပဲဖြစ်ပါတယ် Mikami ရဲ့စိတ်နေစိတ်ထားကိုနားလည်ဖို့ဆိုရင်သူ့ရဲ့ငယ်ဘဝအကြောင်းကိုသိထားဖို့လိုပါလိမ့်မယ်Mikami ကငယ်စဉ်ကတည်းကထက်မြက်ပြီးဇာတိတကောင်းမွန်တဲ့ကျောင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့သူနေထိုင်တဲ့ပတ်ဝန်းကျင်မှာတော့မကောင်းတဲ့သူတွေနဲ့ပဲပြည့်နှက်နေပါတယ်။သူဟာအနိုင်ကျင့်ခံရတဲ့တငယ်ချင်းတွေကိုကာကွယ်ပေးဖို့အတွက်လည်းဝင်မလေးခဲ့ပါဘူး။ဒါပေမဲ့သူတကူးသတိထားမိလာတဲ့အချက်ကတော့ဒုက္ခပေးနေတဲ့သူတွေကဒုက္ခပေးနေမြဲပေးနေစေဆိုတဲ့အချက်ပါပဲ။အဲ့ဒီအချက်ကြောင့်ပဲသူကတရားမျှတမှုအတွက်ဆိုရင်ကာကွယ်ပေးုံနဲ့မရပဲအမြင့်ဖြတ်ချေမွန်းရမယ်ဆိုတဲ့စိတ်စတင်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီစိတ်ကိုပို့ပြီးခိုင်မာလာစေတဲ့အချက်ကတော့Mikamiနဲ့သူ့မိရဲ့ကြားပဏိပက္ခတချို့ကြောင့်ပဲဖြစ်ပါတယ်။သူ့မိကMikamiကိုအန်ဒီရဖြစ်မှာဆိုလို့သူများကိစ္စတွေဝင်မပါဖို့နဲ့ကိုယ့်ဘာသာအေးဆေးနေဖို့အတွက်ဆုံးမခဲ့ပါတယ်။ဒါဟာတာမန်ကလေးတယောက်အတွက်တော့မိဘမြတ်တာလို့မြင်ကောင်းမြင်နိုင်ပေမဲ့Mikamiအတွက်တော့သူ့မိကမကောင်းမှုကိုလက်ခံခိုင်းနေတာလို့မြင်သွားခဲ့ပါတယ်။နောက်ဆုံးမှာMikamiရဲ့အမေကကားအက်ဆီဒန့်တစ်ခုကြောင့်တည်ဆုံးသွားတဲ့အခါမှာတော့Mikamiကငိုကြွေးမဲ့အစားကဘာကြီးကမကောင်းတဲ့အမိုက်တစားကိုရှင်းထုတ်လိုက်ပြီလို့တွေးနေခဲ့ပါတယ်။နောက်ပြီးတိထားမယ့် fact တစ်ခုကတော့Mikamiရဲ့အမြင်မှာကြားနေဆိုတာမရှိပါဘူး။သူ့ရဲ့အမြင်မှာကောင်းတာနဲ့မကောင်းတာအဖြူနဲ့အမဲဆိုပြီးနှစ်မျိုးပဲရှိပါတယ်။ဒါကြောင့်ပဲသူ့အမေဆုံးမတာကိုမိခင်မြစ်တာလို့မမြင်နိုင်ခဲ့တာပါ။ဒီလိုပြတ်သားလွန်းတဲ့အမြင်တွေကြောင့်ပဲသူဟာစာနာစိတ်ကင်းမဲ့သွားခဲ့ပါတယ်။နောက်ထပ်Mikamiကိုထူးခြားသွားစေတဲ့အချက်ကတော့သူ့ရဲ့နေ့စဉ် routine တွေကြောင့်ပဲဖြစ်ပါတယ်။သူ့အတွက်တော့အပြင်လောကဗျံပရာဖြစ်မှုတွေဟာထိန်းချုပ်လို့မရတဲ့အရာတွေဖြစ်တာမို့လို့သူ့ရဲ့ self control ကိုအစွန်းရောက်အောင်ဒီလုပ်ခဲ့ပါတယ်။ဒီလိုသူ့ရဲ့တိကျလွန်းတဲ့ routine တွေဟာသူ့ရဲ့မသိစိတ်ထဲမှာရှိတဲ့ကြောက်ရွံ့မှုနဲ့ဒေါသတွေကိုဖိနှိပ်ထားနိုင်တဲ့အရာတစ်ခုလိုပါပဲ။သူ့မှာအရာရာငါ့ရဲ့ program တိုင်းပဲဖြစ်ရမယ်ဆိုတဲ့အသိရှိနေပါတယ်။အဲ့ဒီ logic ကြောင့်ပဲMikami ဟာ Kira ရဲ့ပြီးပြည့်စုံတဲ့လက်နက်တစ်ခုဖြစ်လာခဲ့တာပါ။ Mikami ကဓာတ်နှုတ်ထဲမှာနာမည်တွေကိုရေးတဲ့အခါတာမန်ရေးတာမျိုးမဟုတ်ပဲအလွန်အမင်းအားစိုက်ပြီးရေးတာကိုတွေ့ရပါလိမ့်မယ်။ဒါကိုကြည့်မယ်ဆိုရင်သူဘယ်လောက်ထိမတရားတဲ့အရာတွေကိုမုန်းတီးနေလဲဆိုတာသိတာပါတယ်။ logic အရာကြည့်ရင်Mikami ရဲ့တိကျလွန်းတဲ့ routine တွေဟာသူ့ရဲ့အားကောင်းတဲ့လက်နက်ဖြစ်တယ်လို့အားနည်းဆုံးအကွက်လည်းဖြစ်သွားခဲ့ပါတယ်။ဥပမာပြောရရင်စက်ရုပ်တွေလိုပါပဲ။စက်ရုပ်တွေကသူတို့ရဲ့ program ထဲမှာမပါတဲ့အခြေအနေမျိုးတွေကြုံလာတဲ့အခါမှာဆိုရင်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေမချနိုင်တော့ပဲ logical error တက်လို့မျိုးတွေဖြစ်လာတတ်ပါတယ်။အဲ့ဒါကြောင့် Nia ဟာMikami ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုစောင့်ကြည့်တဲ့အခါသူဟာစက်ရုပ်တရုပ်လိုတိကျလွန်းနေတာကြောင့်သူ့ရဲ့နောက်ထပ်ခြေလှမ်းတွေကိုခံမှန်းရလွယ်ကူသွားခဲ့ပါတယ်။နောက်ပိုင်းမှာဆိုရင်Mikami ကသူ့ကိုယ်သူလူသားတယောက်အနေနဲ့မရှင်သန်တော့ပဲ Kira ရဲ့ function တစ်ခုအနေနဲ့ပဲရှင်သန်မှုဆုံးဖြတ်ခဲ့ရတယ်။ Mikami ရဲ့လုပ်ရက်တွေကအစပိုင်းမှာအဆင်ပြေချောမွေ့နေပေမဲ့လည်းနောက်ပိုင်းမှာတော့အရှုံးနဲ့သာရင်ဆိုင်ခဲ့ရပါတယ်။ Mikami ရဲ့ကြာရှုံးမှုကရိုးရိုးအမားတစ်ခုထက်ကိုပိုပါတယ်။သူ့ရဲ့ကြာရှုံးမှုဟာဆိုရင်သူနှစ်ပေါင်းများစွာတိစောက်ခဲ့ရတဲ့ယုံကြည်မှုစနစ်တစ်ခုလုံးအစိတ်စိတ်အမှောင်မှာပြိုကွဲသွားခဲ့ရတာပါ။နောက်ပြီးကိုရောင်ထဲမှာဓာတ်နှုတ်အတုကြောင့် Kira ရဲ့အစီအစဉ်တွေပျက်စီးသွားတဲ့အခါMikami ခံစားလိုက်ရတဲ့စိတ်ဒဏ်ရာအဆင့်3ဆင့်ရှိပါတယ်။ပထမဆုံးMikamiခံစားလိုက်ရတဲ့အရာကတော့ငင်းဆန်ခြင်းပါသူရေးလိုက်တဲ့ဓာတ်နှုတ်စာအုပ်ဟာအတုဖြစ်နေတဲ့အခါမှာတော့သူဟာNiaရဲ့အစီအစဉ်ကိုလည်းမယုံနိုင်သလိုသူ့ရဲ့အမားကိုလည်းသူကိုယ်တိုင်လက်မခံနိုင်ခဲ့ပါဘူးဒုတိယMikamiခံစားလိုက်ရတဲ့အရာကတော့တစ္ဆာဖောက်ခံရခြင်းပါMikamiဖះလို့ကိုးကွယ်ခဲ့ရတဲ့Kiraဟာသူဒုက္ခရောက်နေတဲ့အချိန်မှာသူ့ကိုအမိုက်တစ်ခုလိုပဲဆွန့်ပစ်ခဲ့ပါတယ်တတိယတစ်ခုကတော့ယူသွတ်ခြင်းပါသူတဘွားလုံးယုံကြည်ခဲ့ရတဲ့တရားမျှတမှုဟာအလိမ်ညာဖြစ်သွားတဲ့အခါမှာတော့သူ့ရဲ့စိတ်ဟာလုံးဝလက်နက်ချသွားခဲ့ပါတယ်ဒါကြောင့်ပဲဇက်သိမ်းမှာသူဟာယူသွတ်စွာအော်ဟစ်ရင်ပဲသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်ဒီMikamiရဲ့ကြရှုံးမှုမှာသင်ခန်းစာတစ်ခုရှိပါတယ်အဲ့ဒါကတော့လူတစ်ယောက်ဟာကိုယ်ပိုင်စာနာစိတ်နဲ့စင်ကြင်ုံတရားကိုဘေးဖယ်ပြီးတခြားသူတစ်ယောက်ဒါမှမဟုတ်အယူဝါဒတစ်ခုရဲ့နောက်ကိုမျက်စိမှိတ်ပြီးလိုက်တဲ့အခါအသုံးချခံသက်သက်ပဲဖြစ်သွားတတ်ပါတယ်။ယာဂါမီလိုက်အတွက်တော့Mikamiကလူမဟုတ်ပဲကရိယာတစ်ခုသာဖြစ်ခဲ့ပါတယ်။ကရိယာတစ်ခုဟာအသုံးမဝင်တော့တဲ့အခါလွှင့်ပစ်ခံရမှာတော့ဓမ္မတာပါပဲ။ Mikamiရဲ့ဖြစ်ရဟာလည်းအစွန်းရောက်ဝါဒတွေရဲ့နောက်ဆုံးရလဒ်ကိုမီးမောင်းထိုးပြနေပါတယ်။နောက်ပြီးကျွန်တော်အနေနဲ့တခုသိထားရမှာMikamiကKiraကြောင့်ပျက်စီးသွားခဲ့တာမဟုတ်ပါဘူး။သူဟာသူ့ရဲ့အစွန်းရောက်တဲ့အမြင်တွေကြောင့်ပဲသူဟာငယ်စဉ်ကတည်းကပျက်စီးနေခဲ့တာပါ။အဲ့ဒီပျက်စီးနေတဲ့စိတ်ဓာတ်လေးကိုKiraဓာတ်စီလောင်ပြီးမီးရှို့လိုက်တာပဲဖြစ်ပါတယ်။အနှစ်ချုပ်အနေနဲ့ပြောရရင်တော့Teru Mikamiဟာဗီလိန်တယောက်လည်းဖြစ်နေသလိုတစ်ဖက်မှာလည်းပျက်စီးနေတဲ့လူဖွဲ့စည်းရဲ့တားကောင်တယောက်လည်းဖြစ်နေပြန်ပါတယ်။ဆိုတော့ brother တို့ရောMikamiကိုဘယ်လိုမြင်လဲ။သူ့ရဲ့လုပ်ရက်တွေဟာအမှန်လားအမှားလားကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးသွားခဲ့လို့ရပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်